Hello အားလုံးပဲမင်္ဂလာပါခုပေါ့နော်အတန်း error ဖြစ်နေတဲ့အတွက်အားလုံးတောင်းပန်ပါတယ်အဲ့ game soft ပြအတန်းမပါသွားဘူးပေါ့နော်အားလုံးအထူးတောင်းပန်ပါတယ်ခုဘာ game လေးဆော့မှာလဲဆိုတော့ဒီကြီးနဲ့ Huna နဲ့อ่ะပေါ့နော်ချက်ကြီး game ကိုဆော့မှာပေါ့နော်စုံထိလိုက်ကြည့်ပေးကြပါဦးเนาะအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ခု game ကြီးဆော့နေပါပြီဆဆရုံးမှာဆိုရင်အရန်နေစိတ်လှုပ်ရှားတယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီကြွက်ကြီးပေါ့နော်ကြွက်ကြီးပေါ့နော်ကြီးနဲ့ Huna အမှကြွက်ကြီးမတွေ့ဘူးလားအဲ့နှစ်ယောက်စောတာနဲ့တော်တော်ချက်သိမ်းနေထားတယ်သူများရဲ့အဲ့လောက်မထင်ကြောက်မယ်လို့တော့မထင်ကိုရီးယားတရေခင်းဆိုတခါမှမစော့ဘူးလား再听我嘛就呸！ဆော့နေတန်လဲမယ်နော်သူထွက်ကိုဝင်သူ့ကိုထွက်ခိုင်းလိုက်ကိုထွက်ခိုင်းလိုက်ငင်းခုန်နေကြတာကိုနောက်ပြီးကိုပဲထွက်လိုက်ရပါတယ်ဒီဘိုင်းမှာလဲသူဆင်းမယ်ကိုဆင်းမယ်ဆိုပြီးတော့တယောက်တစ်မျိုးတွေဖြစ်နေကြပါနောက်ပြီးကိုပဲဆင်းလိုက်ရပါနောက်ပြီးတော့ဒီမောင်ဝမဲအခန်းထဲမှာဆွာတာနည်းနည်းတော့ခတ်တယ်ဟိုဟာဆန်းတော်ဝိုင်းနဲ့သူအဲ့ကြီးနဲ့ကိုရီနဲ့အစင်တော့တိတ်ပြေးမနေဘူးဒီအပိုင်းမှာကြာလေနောက်ဆုံးမှာတော့အမှတွိုင်းနဲ့တနေရာရောက်သွားပါတယ်အမှ2ယောက်သွားပါတော့ရောက်သွားပြီဒါပေမဲ့သူနဲ့ကိုနဲ့သူ့ကိုဆင်းခိုင်းတာလေကိုကိုဆင်းခိုင်းတာလေပြောပါတယ်နောက်ပြီးတော့ဘသူဆင်းရလဲဆိုတော့သိပါတယ်ကိုပဲဆင်းလိုက်ရပါတယ်再听我一下。အမှန်နဲ့ပေါ့နော်ဟိုအတန်ကြီးကကြားနေဘယ်ဘက်ကနေကြားနေညာဘက်ကနေကြားနေဆိုလူတွေလည်းရုံရက်ဆက်ကပြန်နောက်ပြီးတော့အကုန်တီးသွားချပါနောက်ပြဒီဘိုင်းမှာဘယ်လောက်ထိဆိုလဲဆိုတယောက်နဲ့တော့မနေကြည့်နေရပါအယောင်မောင်းပါတယ်ဒါပေမဲ့တီးခံပြီးဆော့နေရတာပေါ့နော်မနေကြည့်နေရတယ်အဲ့မှာသူဆင်းမဲ့ကိုဆင်းမဲ့လေးလောက်ပြန်လာပြီးတော့နှစ်ယောက်စလုံးဆင်းသွားပါတဲ့အခု video လေးကတော့ဒီလောက်ပါပဲနောက်ထပ် video ကြီးကျရင်ထပ်ကြည့်ရမယ်အားလုံးပဲ bye bye